ဘုရားပြိဋိဘံစံသွားတဲ့အခါကျတော့ရှင်မဂ္ဂတ္တဗဥဆောင်ပြီးတော့တန်ဃာတော်ရှင်မြတ်တွေဟာကွယ်လွယ်မှုမရှိရအောင်တဦးနဲ့တဦးညှိနှိုင်းလိုက်တာတန်ဃာယနာတင်တယ်လို့ခေါ်နော်တန်ဃာယနာစုပေါင်းပြီးတော့ဆိုကြည့်ဆိုပါစို့ပါဠိတစ်ခုမြတ်စွာဘုရားဟောတဲ့နှုတ်တဲ့တစ်ခုကိုဟိုတစ်ပါးကရတာနဲ့ဒီတစ်ပါးကရတာကိုက်ညီမှုရှိမရှိအတန်တွက်ချင်းစလုံးရင်းတူမတူညှိတာတန်ဃာယနာလို့ခေါ်တယ်နော်တန်ဆိုတာစုပေါင်းပြီးတော့အတူတကွတိုက်ဆိုင်နှီးနှောပြီးတော့ဂာယနာရွတ်ဆိုဘာလို့လဲဆိုစားအောင်မှမရှိတာစားအောင်မှမရှိတာသူရတာနဲ့ကိုရတာကိုက်မကိုက်ဆိုကြည့်ကြအဲ့ဒါဆိုကြည့်ုံနဲ့မကဘူးမြတ်စွာဘုရားဟောတဲ့တရားတွေကိုစနစ်တကျစုစည်းပြီးတော့မပြောက်မပြက်အောင်ပန်းပွင့်တွေကိုကြိုးနဲ့တီးတယ်လို့ပဲဘုရားဟောတဲ့တရားတော်တွေကိုစနစ်တကျဝီနည်းကတစုသုတ်တန်ကတစုအဘိဓမ္မာကတစုဆိုတာလို့အတိအတိသူကြိုးတွေနဲ့ထိမ့်ပြီးတော့တီးထားတယ်လို့ပဲမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုစနစ်တကျစီစဉ်ပြီးတော့မပြောက်ပြက်အောင်ထိမ့်သိမ်းလာခဲ့အဲ့ဒီတန်ခါယနာဟာဘုရားဟောတဲ့ဓမ္မဝိနည်းတွေမပြောက်ပြက်အောင်စုစည်းပေးခဲ့တာလို့ဒါကြောင့်မို့လို့ဒီတန်ခါယနာဟာတကယ်ကိုအရေးပါဆုံးတန်ခါယနာတစ်ခုဖြစ်တယ်တန်ခါတရဏံကိစ္ဆာမိတန်ခါနဲ့သွားမရောစေနဲ့ဒီဟာကတန်ခါယနာဆိုတာခါငယ်နဲ့ရေးရတယ်နော်တန်ခါယနာဂါယနာဆိုတာရွတ်ဆိုတာညှိနှိုင်းတယ်အတန်တွက်တွေကိုညှိနှိုင်းတိုက်ဆိုင်